mu jo kwe ni chok ko tu nya to ni ate ni da ate cha ni ate thok pung thong ni ate ba ti ni a kong sin me lo pyo ge no ya la ma me do ai di ma ku nit so bi yo bo lo nit nya ni ma thot twa de ကျွန်တော်ထင်တာနှစ်6လို့9 3ညလို့ထင်တာ3ညနှစ်အော်ကွက်ပေးခဲ့တာအဲအခွေနဲ့လည်းအခွေတွေကလည်းပါမယ်ဘရိတ်တွေကပါမယ်ဆိုဖမ်းလိုက်တာပဲမှားသွားတယ်ဒါပေမဲ့နှစ်6 90တနေ့ကုန်ခွေကန်းခဲ့တယ်ခွေရလို့ရှာမယ်ပတိကစားရလို့ရှာမယ်စဖွင့်နေကြတာကျွန်တော်ပြောခဲ့တယ်နော်ကျွန်တော်ပြောခဲ့တယ်ဒါကြွားနေရင်မဟုတ်ဘူးနော်အမှန်တရားကိုချက်ပြနေရင်ဖြစ်တယ်အခုဒီနေ့နဲ့အရာ3ရက်မကျော်ပတိတွေရှိတယ်ဒါပေမဲ့စနေတနေ့မျိုးခံသွားရင်လူစုကအားလုံးနှောက်တယ်ဒီတစ်ပတ်ကိစ္စကိုဒီတစ်ပတ်မှာရှင်းခြင်းတယ်ဒီတစ်ပတ်အမျက်ထွက်ခြင်းတယ်တဘောတော်ဝါရှိတယ်ဒါကြောင့်မလို့ထုံးနှုတ်ထားတယ်ဒီပတိ3လုံးနဲ့4 3ညကျလာပြီးတောက်ကြ2ရက်ထဲမှာဘာရရကအဲ့ဒီတရား3ခုလုံးကိုတော့အမခံတယ်အင်္ဂါမကြော်ဘူးအိုဆိုလီတောက်ကြမကြော်ဘူးဆိုပြီးတော့အမခံတယ်ဒါပေမဲ့ရာခိုင်နှုန်းတော့အင်မတန်နေတယ်အဲ့ဒီတရားကနေပြီးတော့3ခုလုံးမကစားခြင်းဘူးဆိုရင်2 လုံးပတ်2 လုံးမပတ်ရှင်ဘူးအော်ဝက်နေပြီ2 3ည2 4 2ခွ2 9အဲ့ဒီ4ခုကိုတော့ဖျားထိုးနော်ကျွန်တော်ပဲတောက်ကြမှာ2 လုံးပြကျွန်တော်ရွှေ့ရှေ့ခဲ့တုံညတို့4တို့စောကြီးနဲ့စောမယ်နောက်ကြကြတယ်ကြာမယ်2 လုံးကိုတော့ပို့ပြီးတော့ရွေးတယ်ကျုပ်ရဲ့ရွေးရှေ့မှားချင်တယ်မှားခဲ့ရင်တော့တရက်ပဲကြော်မှာတရင်အဲ့လုံးဝမကြော်ဘူးဗျာကဲဂျာထဲမှာစနေတရင်တွေခံသွားလိုက်မယ်ဒီတရင်အဲ့တော့ခင်ဗျာလုံးဝမကြော်သေးအောင်ဒါရုပ်ကရေရေးအာမခံတယ်အဲ့2 4 3ညကျွန်တော်ပဲတောက်ကြအတွက်ဘာရကနော်ဟုတ်ပြီလားဘူးကြံ2ရက်ဗျာပို့ပြီးတော့ခိုင်မှာခြေနေဆိုရင်ခင်ဗျားတို့ရောက်တယ်များဝါချင်းတိုင်းဖရိတ်တိုင်းထိတ်စီတိုင်းနောက်ပိတ်တိုင်းဒီတိုင်းကိုတူညာနှစ်လေးခွန်ကူတာကက်အဲ့ကိုနဲ့ကက်အကွက်ထုတ်ပြရတယ်ခင်ဗျားပေါက်ကိုပေါက်စရာအကျိုးရေးအာမခံတယ်အဲ့တူညာနှစ်လေးခွန်ကူခွေပြရတယ်ကဲခင်ဗျားတို့ဘာမှမစင်စားကြည့်ဘူးဆိုဒီကတန်းငါလုံးခွေလိုက်ညှိမှာဒီကောင်ကပို့ပြီးတော့ခိုင်ပါစေအောင်မလို့အခုနအနှုတ်ရနှစ်လေးကကျွန်တော်ရဲ့အထင်ကကျွန်တော်ပြီးတောက်ကြမကူးဗျာကဲအကုန်စမ်းအကုန်စမ်းတေးရတယ်ချကျွန်တော်ပြီးနေ့အတွက်ရွှေကြီးနှစ်ငါချော့နေ့တိုင်းကိုမှန်နေတယ်တနေ့လေးတရက်ပဲမနက်ပိုင်းဝင်ထိညဆိုရီတနေ့လေးမှာညနေပိုင်း6 လုံးထိအင်္ဂါဘုံလုံးမနက်ကိုညနေကိုထိနေရဒါရလုံးဝညင်းလို့မရအောင်ရွှေကြီးနော်ခင်ဗျာကစားကန်စော့ဟုတ်ပြီရွှေကြီးတုံးနေတဲ့လူရှိတယ်တကူတကလာတော့တဲ့လူရှိတယ်ဒါကြောင့်မို့အမြဲကိုတင်ပေးနေခြင်းဖြစ်တယ်ရွှေကြီးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ငွေတွေတူပွားနိုင်ပါစေလို့စူတောင်းခဲ့တယ်ရွှေကြီးနဲ့ပတ်သက်ပြီးတော့ဘာရဲဆိုနာမည်ကိုခိုင်မောင်းတော့ရက်တည်နေတာရွှေကြီးနဲ့ပဲအေးကျုပ်ကတော့ကြာပြီမနေ့ကငါတို့ညာဝါချင်းယူမယ်ဗျာလေငါတို့ညာဝါချင်းယူပဲအပင်စိတ်ကတော့နည်းနည်းတူတယ်အတူမန်းလေးယူရဗျာလေကဲရှင်းတော့ဘာကြောင့်ယူရလဲဆိုတုံညာငါးကြီးကြိုက်လို့ငါးပါလို့ကိုကြိုက်တာဗျာငါးကြီးကတော့တုံညာငါဝမ်းချင်းဒီအင်္ဂါလေးကဆိုဒီဘုံလုံးလေးကရတယ်ဒါဖြတ်လိုက်တယ်ဒါကျွန်တော်ပြင်းနေမှာဆက်ပြီးလို့ရတယ်ဒီတကဖြတ်လိုက်တော့ငါလုံးဝကိုကြားလိုက်ဖို့အဲ့ဒါနဲသွားသူဆက်ပြီးတော့ပြောင်းမယ်လို့ထင်တယ်ဒီနေ့မနက်မှမကြဘူးဆိုရင်လုံးဝပြောင်းပြီပဲနော်အဲ့တော့ကြာငါဝါချင်းထပ်ပြီးတော့ယူတယ်ပြောသလိုပဲကျွန်တော်ဗာနဲ့ကက်မယ်လို့ဆိုတော့တုံညာ2 4ခွန်9နဲ့ပဲကက်မယ်2 3ည4 3ညခွန်3ည9 3ည2 5 4 5ခွန်5 9 5အဲ့ဒီရှိကွက်ဒီပဲဆိုတုံညာကလာရင်တော့အပိတ်နေဖြစ်နေလာမှာအပိတ်နေဖြစ်နေအကောင်းနေအပိတ်နေဖြစ်နေတွေ့နေရဒါကြောင့်မလို့ဒီဒေးပဲဆိုရှိကွက်ကြီးကျုပ်ရဲ့ဝါချင်းကိုမကြိုက်ဘူးဆိုရင်တော့ခင်ဗျားတို့ရတဲ့ဝါချင်းကိုတုံညာ2 4ခွန်9နဲ့ကက်ဖြစ်အောင်ကက်ပေါက်ကိုပေါက်တယ်ဗျာကဲရှင်အဲ့ဒီကြာပေးနေကြာပေးတောက်ကြ4ချိန်ရှိ4ချိန်လို့ခင်ဗျာ3ည2 4ခွန်9တာကက်ထပ်ပြောမယ်3ည2 4ခွန်9တာကက်ထပ်ပြောမယ်3ည2 4ခွန်9တာကက်မပေါက်ဘူးဆိုရင်ကျုပ်ကိုပါရတယ်ဖုံးလေးကထုတ်ပြီးတော့ကျုပ်ကိုပါရပြီလေရှင်းလားဟုတ်လား
手机表一挂，哎，白一挂，碰里样的，说到那边我干把下来，喏，手机这个阿妈看，哎罗，光说那个水平面，你啊，你懂呀？你啊，公啊，这那个光说那边水平给，喏，再嘛个啥喏，再嘛个啥？တဲ့အဲ့တော့မှလုတ်ခိုင်းနေမှာမလို့တို့တော့လေအတင်းအဲ့တော့မှကြောက်လုတ်ခိုင်းတာကြိုက်တဲ့လုတ်ကြိုက်တဲ့ကမကြိုက်တဲ့ကကတော့ညာလေးခွင်ကိုထက်ကပြောလို့ဆိုတာကြောက်ရသည်ကြီးလို့ပြောနေတာနော်ရသည်ကြီးလို့ပြောနေတာဒီလေးကွက်ကိုကြိုက်တူရင်စောမကြိုက်တူရင်စောနဲ့โอเคအောင်ကြည့်နေတယ်နဲ့ကြာတော့တောက်ကြခင်ဗျားတို့ဘွားပြောင်းလဲပါစေချက်အတချက်ချမ်းသာပါစေတောင်းကြဟုတ်ပြီလားကျုပ်ကတော့အမြင်တကြွနေမှာလေအောင်ကျေးဇူးတက်ပါစီ